妈今天了，你跟我啥变嘛吧呢？ဒါလေးကဘာရေကက်မှုလဲဆိုဒွင်းသေးပေါ့နော်ဒွင်းသေးဆိုအရသာမသိရလေဒွင်းသေးစားလို့ပေါ့နော်စားကြည့်ပါစားကြပြီပေါ့နော်အရွယ်စားလို့ကောင်းပါလေမအကြိုင်ဆုံးပါတတိလေးကမအကြိုင်ဆုံးပါလေဒွင်းသေးစတော်ဘယ်ရီသေးမဖယ်ရသည်မကြိုက်အဲ့တော့မဖယ်ရသည်ဆိုလိုပဲပန်းသေးတော့ကြိုက်တယ်လိမ္မော်သေးတော့ကြိုက်တော့စားကြည့်ပါအရန်မသိလေဒွင်းသေးစားနေတော့ဒွင်းသေးကဘာရောက်သွားတယ်စားပြန်တော်စားတော့ဒါလည်းစီအရေးအယံစားကောင်းအဲ့ဒါဘယ်မှာဝယ်လာလဲဆိုတော့လေ TV မင်္ဂလာသေးတယ်မလားအဲ့ TV ဆံမင်းဆိုတာဟိုတဲ့သွားလိုက်အဲ့မှာပန်းကျယ်ရှင်အဲ့ပန်းကျယ်အရှိမှာဝယ်စားတာတော်စားလို့ကောင်းတန်နေ4000လားမသိ3500ဒါလေရေလိုက်တက်တာလေမိလာချင်းရေလိုက်တက်တာကြမိပြက်သွားပြီဆိုရင်လုံးဝပျော်လည်းမပျော်အခဲတိုင်းပဲဟာကြည့်ပါဟာဗျမင်းညီမလေးပြန်သွားပြီတော့ကျရှင်သွားအောင်ပါလို့မကျရှင်ကမနေ့ပိုင်းကျောင်းနဲ့တွေ့ရတော့စားလို့ကောင်းလိုက်တာအရင်ကိုစားလို့ဘိုးရကျန်ရဆော့လို့ရဒီလိုဘိုးတွေဆိုနှိမ့်ချက်ပြီးဆော့လို့ရတယ်ကောင်းကောင်းဒါမရဘူး